မျိုးသမီးကအမျိုးသားရဲ့ပြောင်းမှုပေါက်ဘူးတွေကိုဖုံးထည့်လိုက်တယ်မင်းမလုပ်နေတာလဲမင်းဖုံးရောနောက်တစ်စက္ကန့်မှာတော့လူဝါကြီးကအမျိုးသမီးရဲ့ဖုန်းကိုလှမ်းခေါ်လိုက်ပြီးအမျိုးသားရဲ့ကိုယ်ပေါ်ကဖုန်းမြည်တမ်းကလည်းချက်ချင်းထွက်လာတဲ့ကိစ္စတွေအကုန်ပေါ်တော့မယ်လို့ထင်ခဲ့ပေမဲ့နောက်ဆက်တွဲမြင်ကွင်းကတော့ရေရမလို့ငိုရမလို့ပါပဲလူဝါကြီးကအမျိုးသားကိုပြန်ပြီးတော့တောင်းစုပူနေသေးတယ်ဖုန်းကိုဘာလို့အတန်မပိတ်ထားတာလဲတဲ့အမျိုးသားကကြောင်အံ့နဲ့ဒါကျွန်တော်ဖုန်းမဟုတ်ဘူးလို့ပြောတယ်သူကအကောင်းဆုံးမသိတာမြင်တော့လူဝါကြီးကဝန်ထမ်းကိုခေါ်ပြီးသူ့ကိုအပြင်မောင်းထုတ်ခိုင်းလိုက်တယ်အမျိုးသားကအပြင်ရောက်ခါနီးမှပြောင်းမှုပေါက်ထဲကဖုန်းကိုသတိထားမိတယ်ဖုန်းမျက်နှာပြင်ပေါ်မှာကဲပါလို့ရေးထားတယ်တကယ်တော့အမျိုးသမီးကသူ့ကိုအကူအညီတောင်းနေတာပါသူသတိမပြုမိခင်မှာပဲရုပ်ရှင်ရုံထဲကနေအပြင်ကိုအမောင်းထုတ်ခံလိုက်ရတယ်သူကရုပ်ရှင်ရုံထဲပြန်ဝင်ပြီးအမျိုးသမီးကိုကယ်ချင်သေးပေမဲ့ဝန်ထမ်းကလုံးဝမယုံဘူးအမျိုးသားကအရေးပေါ်ခလုတ်ကိုမြင်တော့အကြံတစ်ခုရသွားပြီးဘေးပတ်လည်မှာလူမရှိတုံးနှိပ်လိုက်တဲ့အချက်ပေးတံမြည်လာပြီးဝန်ထမ်းတွေကလူတွေကိုအမြန်ဆုံးအပြင်ထုတ်ပေးတယ်လူဝါကြီးကအမျိုးသမီးကိုအသေးဆွဲထားပြီးသူမနာကျင်နေတာကိုလည်းလုံးဝဂရုမစိုက်ဘူးရုတ်တရက်လူတစ်ယောက်ကသူ့ကိုဝင်တိုက်မိပြီးအမျိုးသားကအခွင့်ကောင်းယူကအမျိုးသမီးကိုဆွဲခေါ်သွားတယ်လူဝါကြီးကမျက်စိတမိတ်တွင်းမှာပဲလူပြောက်သွားတယ်အမျိုးသားကသူမကိုစိတ်အေးအေးထားပါရုံရင်းဆန်ခတ်ဖြစ်တာပြီးသွားရင်ဘေးကင်းသွားလိမ့်မယ်လို့ပြောတယ်ဒါပေမဲ့အမျိုးသမီးကအလကားပဲလို့ပြောတယ်ဘာလို့လဲဆိုတော့ဒီရုပ်ရှင်ရုံကသူ့ပိုင်နှမှုလို့ပဲတကယ်ပဲလူဝါကြီးကဝန်ထမ်းတစ်ယောက်ကိုလှမ်းဖမ်းပြီးလူရှာဖို့အမိန့်ပေးလိုက်တယ်ဒါပေမဲ့ဝန်ထမ်းကအခုကမီးလောင်နေတာလေးမြန်မြန်သွားရအောင်လို့ဆိုတယ်လူဝါကြီးကငှက်လောင်အိမ်ထဲကငှက်ကလေးကိုရှာတယ်လို့မျိုးသူမကိုလိုက်ရှာနေတယ်နှစ်ယောက်လုံးရဲ့ရင်ခုန်တန်တွေကလေပင်နာအထိရောက်နေပြီးမိတော့မဲ့ဆဲဆဲမှာပဲဝန်ထမ်းကတမင်တကာမဟုတ်တယ်လို့မျိုးမီးလင်းရောင်ပြင်းပြင်းနဲ့လူဝါကြီးကိုထိုးပြလိုက်ပြီးဘယ်နေရာမှရှာမတွေ့ဘူးလို့ပြောတယ်လူဝါကြီးကဆဲဆိုပြီးမိပိတ်ခိုင်းတယ်အဲ့ဒီအချိန်မှာနှစ်ယောက်သားနေရာရွှေ့လိုက်ကြတယ်လူဝါကြီးတတိပြန်ဝင်လာပြီးနောက်ဆုံးတန်းကိုလာစစ်တဲ့အချိန်မှာတော့ဘယ်သူမှမရှိတော့ဘူးသူကရုပ်ရှင်ရုံကိုပိတ်ဆို့ဖို့ဆုံးဖြတ်လိုက်တဲ့အမျိုးသမီးကိုအမောင်ထဲမှာတညလုံးပိတ်လောင်ထားဖို့ပေါ့ဒါပေမဲ့သူ့ကိုဘယ်သူမှမထောက်ခံတော့တာကိုသူမသိဘူးကံကြမ္မာကအမျိုးသမီးဘက်ကိုစောင်းပေးနေပါပြီဘေးရနေကနေလွတ်မြောက်လာတဲ့နှစ်ယောက်သားတတိထားပြီးထွက်လာကြတဲ့အမျိုးသမီးကအမျိုးသားကိုဒုက္ခပေးမိမှာစိုးရိမ်နေပေမဲ့အမျိုးသားကမဖြစ်နိုင်တာလို့ပြောပြီးလှည့်ထွက်သွားတဲ့အမျိုးသမီးကသူ့မကိုတမင်ပစ်ထားခဲ့ပြီလို့ထင်နေတာနောက်တစ်စက္ကန့်မှာတော့အမျိုးသားကရေခဲမုံလေးကိုတုံးပြီးရောက်လာတဲ့အမျိုးသမီးကမင်းမလုံနေတာလဲလို့မေးတော့အမျိုးသားကဘာပဲဖြစ်ဖြစ်မနှက်ပြန်ဆိုသေးရမှာပဲအခုကလေးကအိမ်မက်ကိုအကောင့်ထဲပေါ်တာပိုကောင်းတာပေါ့တဲ့ဒီရေခဲမုံကပုံမှန်ဆိုတစုံကိုရွှန်90ပေးရတာအခုတော့ကြိုက်တဲ့လောက်စားလို့ရပြီသူ့ရဲ့အကောင့်မြင်စိတ်ကြောင့်အမျိုးသမီးလည်းတောကတွေကိုမေ့ပြောက်သွားစေပြီးနှစ်ယောက်သားတူတောင်းပေမဲ့တန်ဖိုးရှိတဲ့အချိန်တွေကိုဖျက်ဆီးနေကြတယ်အမျိုးသမီးကစိတ်ဖွင့်ပြီးဗင်းနစ်ကိုတွားချင်တဲ့သူမရဲ့အိမ်မက်အကြောင်းပြောပြတယ်တတိကြီးနဲ့တွေ့ရင်အဆင်ပြေမယ်လို့ထင်ခဲ့ပေမဲ့နောက်ဆုံးတော့အချင်းချခံရတာနဲ့နှိမ့်ဆက်ခံရတာပဲရခဲ့တယ်အမျိုးသမီးရဲ့အဖြစ်အပျက်ကိုကြားပြီးနောက်အမျိုးသားကအချိန်တန်ပြီးလို့ပြောပြီးအမောင်ထဲမှာပျောက်ကွယ်သွားတယ်အမျိုးသမီးကတခါပြန်ပြီးစိုးရိမ်စိတ်ဝင်လာပြန်တယ်နောက်တစ်စက္ကန့်မှာတော့ပိတ်ကားပေါ်မှာရောင်စုံမီးလင်းလာပြီးအမျိုးသားလည်းပေါ်လာတယ်သူမရဲ့ဗင်းနစ်အိမ်မက်ကိုသူကိုယ်တိုင်အကောင့်ထဲဖော်ပေးခြင်းလို့ပါအမျိုးသမီးကအရန်စိတ်လှုပ်ရှားသွားပြီးဟိုတရားပဲတရားအောက်မှာနန်းနဲ့ချစ်သူတွေကထာဝရလက်တွဲမြဲကြတယ်လို့ကြားဘူးလေလို့ပြောတယ်အမျိုးသားလည်းမအောင်နိုင်တော့ပဲနန်းလိုက်တော့တဲ့နှစ်ယောက်သားရိုမန်တဆန်နဲ့ညတညကိုဖျက်တမ်းခဲ့ကြတယ်ဒါပေမဲ့ကံကြမ္မာကအမြဲတမ်းနောက်ပြောင်တက်ပါတယ်နောက်တစ်နေ့မှာတော့နှစ်ယောက်သားအိပ်ပျော်နေတော့လူဝါကြီးကသူ့ရဲ့ရွှေငှက်ကလေးကိုပြန်ရှာဖို့ရောက်လာပြန်တယ်အမျိုးသားကအမျိုးသမီးကိုသူ့နောက်မှာချက်ချင်းကာကွယ်ပေးလိုက်တယ်ဒီကောင်ကဘာတူလဲမင်းမမိသေးလားဗင်းနစ်တရားအောက်မှာငါချစ်သူနဲ့နန်းခဲ့တာလေသူနဲ့တူပေါ်ငါတို့နန်းယုံတင်မကဘူးအများကြီးလုပ်ခဲ့ကြသေးတယ်လူဝါကြီးဒေါသတကြီးနဲ့အော်ဟစ်ချင်းချောက်တော့တယ်ငါဘာလို့ဒီနေရာကိုကြိုက်လဲမင်းသိလားဘာလို့လဲဆိုတော့ဘာပဲဖြစ်ဖြစ်ဘယ်သူမှသိမှာမဟုတ်လို့ပဲအဲ့ဒီအချိန်မှာဝန်ထမ်းကငါရာမျိုးလုပ်ချင်နေတာကြားပြီးအားရစရာကြီးလို့ပြောပြီးလူဝါကြီးကိုရှင်းလင်းလိုက်တယ်နောက်ဆုံးမှာတော့နှစ်ယောက်သားနှုတ်ဆက်ပြီးထွက်ခွာသွားကြတယ်ပျော်ရွှင်စရာခရီးစဉ်စီတို့အတူတူလှမ်းမြော်လို့ပေါ့